ယနေ့ခေတ်မှာအဝတ်လျှော်စက်တွေကိုအိမ်တိုင်းလိုသုံးစွဲလျက်ရှိပါတယ်။ washing machine ဆိုတာကိုကြားတာနဲ့အဝတ်လျှော်စက်ကိုလူတိုင်းမြင်မိကြမှာပါ။ဒါပေမဲ့ခုပြောမဲ့ washing machine ကတော့အဝတ်မလျှော်ပဲလူကိုဆေးကြောပေးမဲ့လူသားရည်ချိုးစက်ပဲဖြစ်ပါတယ်။ Mirai Human Washing Machine လို့ခေါ်တဲ့အလိုလျောက်တပ်ဆင်ပေးမဲ့လူသားရည်ချိုးစက်ကိုဂျပန်နိုင်ငံ Science and Tech Company ခုကဖန်တီးထားတဲ့ Food for Relaxation Capsule တစ်လုံးဖြစ်ပါတယ်။ဒီဆက်ဟာသိပ္ပံရုပ်ရှင်ဇာတ်ကားရဲ့ဆက်ရန်တရားတစ်ခုလိုခံစားရစေပြီးရေချိုးတဲ့လုပ်ငန်းစဉ်တစ်ခုလုံးကိုမိနစ်20အတွင်းအလိုလျောက်ရေချိုးပေးမဲ့တကယ်ကိုစိန်ခံပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ကြည့်ရှုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘူတုတဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Brihat Channel လေးကို Like and Subscribe လုပ်သွားပေးပါဦးခင်ဗျာ။ဒီဆက်မှာရေနွေးငွေ့ Bubble Therapy, AM Pressure Control ဝိရဏကူလုံးများနဲ့ညင်သာစွာနှိမ့်နယ်ပြီးတဲ့မဆက်ချက်များပါရှိတဲ့အတွက်ရေချိုးတန့်စင်မှုတွေလုပ်နေချိန်တစ်လျှောက်လုံးမှာစိတ်ကိုကြည်လင်လန်းဆန်းစေပြီးဆက်တွင်လှဲလျောင်းနေုံနဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုစကန်ဖတ်ပြီးကိုယ်အလေးချိန်ကိုဟန်နေထားတဲ့ခန္ဓာကိုယ်ကြွက်သားများတောင်းတမှုရှိမရှိကိုပါဆက်ကလေးအနီးကပ်စောင့်ကြည့်ပေးနေမှာဖြစ်လို့တကယ်ကိုကောင်းမွန်လာတဲ့ကိုယ်ပိုင် mini spa တစ်ခု futuristic ဖြစ်တဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ရေချိုးလေးစဉ်အတွင်းမှာပဲ AI နည်းပညာဖြင့် Personalized Relaxation Program ကနောက်ကျောတဲ့ခြေထောက်များကို Bubble Massage စနစ်ဖြင့်နှိမ့်နယ်ပေးခြင်းကြွက်သားနာကျင်မှုများအတွက် Water Therapy စိတ်ဖိစီးမှုများလျှော့ချပေးတဲ့ Heating Pad များရနက်ကူတော့အတန်ကူလုံးများသာမကပခုံးနဲ့ကြောရိုးကိုအလိုလျောက်ညှိတာစွာနှိမ့်နယ်ပြီးတဲ့ AI Control Roller များအစရှိတဲ့လူတဦးချင်းစီနဲ့တင့်လျော်တဲ့အစီအစဉ်များဖြင့်အပန်းဖြေနိုင်မှာပဲဖြစ်ပါတယ်။ဒါအပြင် Mirai Machine ရဲ့အကောင်းဆုံးစနစ်များတဲ့တစ်ခုဖြစ်တဲ့ Zero Effort Relaxation စနစ်ဟာတနေ့ကုန်ပင်ပန်းပြကိုပြေးပြောင်းစေပြီးမိနစ်20အချိန်ယူုံဖြင့်နိုင်တော်ကြာအိတ်လိုက်ရသလိုခံစားရစေပါပဲဖြစ်ပါတယ်။ဒါကြောင့်လူကိုယ်သာမကစိတ်ကိုယ်ပါ wash လုပ်ပေးနိုင်တဲ့စက်ပဲဖြစ်ပါတယ်။ဒီထွင်သူများရဲ့အဆိုအရဒါဟာကတဦးစတာဖြစ်ပြီးအနာဂတ်မှာနှလုံးခုန်နှုံးအိပ်ဆက်ခြင်းစိတ်ခံစားမှုနဲ့ဆိုင်တဲ့စောင့်ကြည့်ခြင်းများပါဝင်လာမှာဖြစ်ပြီးလာမယ့်ရာသီနှစ်များစွာတွင်လေအေးပေးဆက်တစ်လုံးလုံးအိမ်တိုင်းလိုမှာရှိလာနိုင်ပဲလို့ဆိုပါတယ်။ဒီဆက်ကို Osaka World Expo မှာပထမဆုံးချိန်ပြသခဲ့ပူပြီးလာရောက်ကြည့်ရှုသူများကိုယ်တိုင်ဝင်ရောက်ဆန်းသတ်နိုင်မှုအတွက်ကိုတော့2025ခုနှစ်ဒီဇင်ဘာလမှစပြီးဂျပန်နိုင်ငံတိုကျိုမြို့မှာစတင်ပြသသွားမယ်လို့သိရပါတယ်။